အားလုံးပဲမင်္ဂလာပါ Lollipop fan နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Vegetative state seedling state စပြီးနှစ်ပတ်ကနေသုံးပတ်ပြီးရင် Vegetative state ကိုစတင်ပါတယ် Vegetative state စပြီးဆိုတာနဲ့အပင်ကိုအားသေးစကြွေလို့ရပါပြီအဓိက nitrogen များတဲ့ NPK အားသေးတွေသို့မဟုတ်မိမိနှစ်သက်ရာအသင့်ဖြော်အားသေးတွေအပြင်တဘာဝ organic အားသေးတွေကိုရေးချဲအသုံးပြုနိုင်ပါတယ်အပင်အတွက်အဓိကလိုအပ်တဲ့ NPK အပြင် secondary mineral တွေဖြစ်တဲ့ calcium, magnesium, sulfur တို့ကိုထည့်ကြွေးဖို့လိုအပ်ပါတယ်ထို့အတူအနည်းငယ်လိုအပ်တဲ့ zinc, iron, manganese, copper စသည့်ဖြည့်စွက်အားသေးတွေကိုလည်းထည့်ကြွေးရပါမယ် vegetative state မှာလည်းအလင်းကိုအနည်းဆုံးတစ်ရက်18နာရီပေးရပါမယ် vegetative state မှာအပင်တွေကအပူချိန်20 degree celsius ကနေ30 degree celsius နဲ့စိုထိုင်းစာ45ရာခိုင်နှုန်းကနေ85ရာခိုင်နှုန်းကြားမှာကောင်းကောင်းရှင်သန်ကြီးထွားနိုင်ပါတယ်ဒီအဆင့်မှာတော့အပင်တွေကိုမိမိလိုချင်တဲ့ပုံစံ size စသည်တို့ကိုလိုအပ်သလို training ပေးပြီးပြုပြင်လို့ရပါတယ်မိမိစိုက်ပျိုးထားတဲ့ strain flowering တိုက်တို့ပေါ်မူတည်ပြီးတော့ training ပေးနည်းတွေဖြစ်တဲ့ topping, LSD, defoliation စသည်တို့ကိုကျွမ်းကျင်သလိုအသုံးပြုနိုင်ပါတယ်အပင်ကို high stress ပေးတဲ့တခြား training ပေးနည်းတွေကတော့အခက်မသိရင်အပင်တည်တဲ့အထိဖြစ်နိုင်လို့စမ်းသပ်ခြင်းနဲ့ဆိုရင်တော့တတိထားစေချင်ပါတယ် vegetative state ကတော့ပုံမှန်အားဖြင့်4ပတ်ကနေ6ပတ်ထိကြာတတ်ပြီး photo period flowering တိုက်ဆိုလို့ရှိရင်တော့မိမိလိုချင်တဲ့အပင် size, note စသည်တို့ကိုအလင်းပေးတဲ့အချိန်အတိုးလျှော့လုပ်ပြီးပြုပြင်နိုင်သည့်အပြင်အပင်သက်တမ်းကိုဆွဲဆန့်တာသို့မဟုတ်ခြုံတာမျိုးပြုလုပ်နိုင်ပါတယ်auto flowering အပင်တွေကတော့ဖူးရမယ့်တက်တန်းရောက်ရင်ဖူးမှာဖြစ်တဲ့အတွက်အပင်တက်တန်းကိုစိတ်ပူစရာမလိုပါဘူး auto period flowering ဆိုလို့ရှိရင်တော့ indoor မှာ grow light ကို12နာရီပဲမီးပေးတာနဲ့အပူစပူမှာဖြစ်ပြီး outdoor မှာဆိုရင်တော့မိမိစိုက်ပျိုးတဲ့နေရာဒေသနဲ့နေအလင်းရောင်ရရှိချိန်တွေကိုသိရှိထားမှရာသီရွေးပြီးချိန်သားကိုက်စိုက်ပျိုးလို့ရပါမယ်outdoor ကတော့ဆောင်းတွင်းမှာစိုက်ပျိုးတာအသင့်တော်ဆုံးပါပဲ outdoor မှာရာသီဥတုပေါ်မူတည်ပြီးပိုးမွား insect စသည်တို့ကြားရောက်တတ်လို့ကြိုတင်ကာကွယ်တာအပြင်ကြာရောက်မှတဘာဝပိုးသက်ဆေးတို့မဟုတ်ပိုးမျိုးစားပေါ်မူတည်ပြီးတင့်လျော်တဲ့ဆေးဖြန်းတာတို့ကိုပြုလုပ်ပေးနိုင်ပါတယ်